ဒီနေ့မှာတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကတွေ့ရှိခဲ့ရတဲ့ဒုတိယကမ္ဘာစစ်လက်ကျန်ဘုံတလုံးကိုတာဝန်ရှိသူတွေကရှင်းလင်းနေခဲ့တဲ့အချိန်မှာပဲဒီအခြေအနေကိုခွင်ကောင်းယူကအဖွဲ့တစ်ဖွဲ့ကဗန်ပေါက်ထွင်းမှုကိုလှုပ်ဆောင်ဖို့ကြိုးစားလာခဲ့တဲ့အချိန်မှာတော့ရဲတွေကအစူပါအဖွဲ့ကိုဖမ်းဆီးသွားနိုင်ပါမလားဒီပေါက်ထွင်းမှုရဲ့နောက်ကွယ်မှာဘလူကြီးမားတဲ့လျှို့ဝှက်ချက်ကြီးကတရှိနေမလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်။ဘူကင်းရဲ့ရှင်စကားကောင်းလေးတကားကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Recoverhouse IT Channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါနိုင်ငံတကာစကားစုံကိုတင်ဆက်ပေးသွားမယ် Recoverhouse IT Channel နဲ့အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ Recoverhouse Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်ပဲဖြစ်ပါတယ်လန်ဒန်မြို့ကြီးရဲ့မိုးကုတ်စဝိုင်းနောက်ခံမှာမနက်ခင်းလင်းရောင်ဟာမိန်ပြပြနဲ့ထွက်ပေါ်လို့နေခဲ့ပြီးမြို့ပြကြီးတစ်ခုလုံးဟာလည်းအိဆက်ရာကနေနှိုးထလာဖို့အသင့်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဒီအေဂျင့်တာယာလာတဲ့မနက်ခင်းလေးဟာကြောက်မက်ဖွယ်ရာဖြစ်ပျက်တစ်ခုကြောင့်ရုပ်ကြီးဆိုသလိုပြောင်းလဲသွားခဲ့ရပါတော့တယ်။ဘာတင်တန်ဒေတာကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာလုပ်သမားတွေဟာပုံမှန်တိုင်းပဲသူတို့ရဲ့လုပ်တွေကိုလုပ်ကင်နေခဲ့ကြပေမဲ့ရေချင်းတစ်ခုတည်းကနေမမျော်လင့်ပဲကြီးမားပြီးတော့တန်ချေတက်နေတဲ့ထူဆန်းတဲ့အရာဝတ္ထုတစ်ခုကိုတွေးလိုက်ရတဲ့အချိန်မှာတော့အရာအလုံးဟာရပ်တန့်သွားခဲ့ရပါတယ်။အလုပ်သမားတွေကဒါဟာဘာလဲဆိုတာကိုချက်ချင်းရိပ်မိလိုက်ကြပြီးသူတို့ရဲ့မြေတူးဆက်တွေကိုအမြင့်ဆုံးရပ်ပစ်လိုက်ရုံသာမကလူတိုင်းရဲ့မျက်နှာပေါ်မှာလည်းစိုးရိမ်ထိတ်လန့်မှုတွေအတိုင်းသာမြင်တွေ့လာခဲ့ရပါတယ်။ဒီသတင်းဟာရဲတပ်ဖွဲ့ထံကိုလည်းရောက်ရှိသွားခဲ့ပြီးတာဝန်ကျရရှိတွေဟာသူတို့ရဲ့ဝင်လဲခန်းထဲမှာတော့အေးစစ်စစ်မနားနေနိုင်တော့ပဲတက်ပလက်ပေါ်ကရုပ်သံဖိုင်ကိုကြည့်ပြီးအခြေအနေရဲ့စိုးရိမ်ရမှုတွေကိုဆွေးနွေးခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲစစ်တပ်ဘက်ကလည်းတက်ချက်ကင်ဟာသူမရဲ့ရုံငန်းထဲကနေဒီရုပ်သံဖိုင်ကိုအသေးစိတ်ကြည့်ရှုနေခဲ့ပြီးအထက်လူကြီးတွေနဲ့ဖုန်းဆက်သွယ်ကအရေးပေါ်စီစဉ်တွေကိုစတင်နေခဲ့ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကတူးဖော်ထားတဲ့ကျင်းထဲမှာတော့အလွန်ကြီးမားတဲ့ဘုံကြီးဟာတဝက်တစ်ပြက်ထွက်ပေါ်နေခဲ့ပြီးဒါဟာမြို့ပြကြီးတစ်ခုလုံးအတွက်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုဖြစ်ပေါ်လို့လာခဲ့ပါတယ်။မြို့ပြင်ကတနက်ဖြစ်ကွင်းတစ်ခုမှာတော့ဝီထရန်ဒါဟာအဝေးပြေစနိုက်ပါတလက်နဲ့သူ့ရဲ့ပြစ်မှတ်ကိုအာယုံစိုက်နေခဲ့ပါတယ်သူပြစ်လိုက်တဲ့ကြီးစံတွေဟာပြစ်မှတ်ရဲ့လဲဖိုးကိုတက်တက်မက်မက်ထိမှန်နေခဲ့တာကြောင့်သူရဲ့ထူးချွန်တဲ့လက်ဖြောင်စွမ်းရည်ကိုတန်တရားဖြစ်เสียမရှိပါဘူး။ဒါပေမဲ့သူစီကိုရောက်လာတဲ့ဖုန်းသတင်းစကားကြောင့်အေးလူလူလေ့ကျင့်နေတဲ့ထရန်တာတယောက်ရုပ်ကြီးဆိုသလိုမျက်နှာထားကလေးနက်သွားခဲ့ပြီးဒါဟာဒုတိယကမ္ဘာစစ်လက်ကျန်ပေါင်တစ်ထောင်ဘုံတစ်လုံးဖြစ်နိုင်ကြောင်းသူကချက်ချင်းပဲမှတ်ချက်ပေးခဲ့ပါတယ်။သူဟာသူ့ရဲ့ပစ္စည်းတွေကိုအမြန်သိမ်းဆည်းခဲ့ပြီးတာဝန်ရှိရာကိုထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတော့တယ်။လန်ဒန်မြို့လေကောင်ကလမ်းမတွေပေါ်မှာတော့ရဲကားတွေရဲ့အိုဟောတန်တွေကစူညံလို့သွားခဲ့ပြီးရဲရရှိတွေဟာလမ်းတွေကိုပိတ်ဆို့ကလူတွေကိုဘေးကင်းရာကိုရွှေ့ပြောင်းမှုအပူတပြင်းနဲ့လှုပ်ဆောင်နေခဲ့ပါတယ်။လူနေတိုက်ခန်းတွေတဲကမိသားစုတွေတက်ကြီးရွယ်တွေအားလုံးဟာဘာဖြစ်နေမှန်းသိချမသိကြပဲရဲတွေရဲ့အတင်းကျပ်ညှို့ချချက်အတိုင်းကမောက်ကမနဲ့အိမ်ပြင်ကိုထွက်လာခဲ့ရပြီးတမျိုးလုံးဟာလည်းထိတ်လန့်တုန်လှုပ်မှုတွေနဲ့ဖုံးလွှမ်းသွားခဲ့ရပါတယ်။လမ်းဘေးကဆိုင်ငန်းတွေကိုလည်းပိတ်ပစ်လိုက်ရပြီးလူတွေဟာအထုပ်ပိုးတွေကိုစီနဲ့ဘေးကင်းရာပန်းခြံတွေစီကိုဦးတည်နေကြပါတယ်။ထရန်တာဟာသူ့ရဲ့ယူနီဖောင်းကိုလဲလှယ်ဝတ်ဆင်လိုက်ပြီးဘုံတွေ့ရှိတဲ့နေရာကိုကောင်းမောက်လို့လာခဲ့ကအခင်းဖြစ်ပွားရာကိုရောက်ရှိလာခဲ့တာနဲ့အခြေအနေကိုချက်ချင်းပဲလေးလာဆန်းစစ်ခဲ့ပါတယ်။သူဟာဆောက်လုပ်ရေးလုပ်ငန်းခွင်ကတာဝန်ခံတွေနဲ့တွေ့ဆုံပြီးဘုံရဲ့တီနီယာနဲ့အနီးတစ်ဝိုက်ကအခြေအနေတွေကိုမေးမြန်းကြည့်ခဲ့ကသူနဲ့အတူပါလာခဲ့တဲ့အဖွဲ့ဝင်တွေနဲ့အတူအမြင်ပိုင်းကနေဘုံကိုတေချာမြင်တွေ့နိုင်မှုညံတွေဘောကိုတက်ကြည့်ခဲ့ပါတော့တယ်။မဲမြောင်ကနေစင်ရှွန်းတော်တွေကြားထဲမှာတဝက်တစ်ပြက်နင်းမြုပ်နေတဲ့ဘုံကြီးကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့အခြေအနေဟာသူတို့ထင်ထားတာထက်ပိုပြီးတော့စိုးရိမ်ရမှန်းသိရှိခဲ့ရပြီးဘုံနာမှာဝိုင်းနေတဲ့ရေတွေကိုအရင်ဆုံးစုပ်ထုတ်ပစ်ဖို့အတွက်သူတို့တွေအစီအစဉ်ဆွဲခဲ့ပါတယ်။ထိန်းချုပ်ရေးစင်တာမှာတော့မြေပုံတွေကင်မရာတွေနဲ့အခြေအနေတွေကိုအချိန်နဲ့မျှစောင့်ကြည့်နေခဲ့ကြပြီးလျှက်စစ်ဓာတ်လိုင်းတွေကိုဖြတ်တောက်ပစ်ဖို့အတွက်ကိုလည်းဆွေးနွေးနေခဲ့ကြပါတယ်။အန်ဒီရဲ့ရှိတဲ့ area တစ်ခုလုံးကိုလျှက်စစ်ပြီးဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့ရတာကြောင့်တမျိုးလုံးရဲ့လှုပ်ရှားမှုတွေဟာရပ်တန့်လူနီးပါးဖြစ်သွားခဲ့ရပါတယ်။တစ်ဖက်မှာတော့ကာရာလစ်ဆိုသူပါဝင်တဲ့ဖွဲ့ဟာလည်းဒီရှုပ်ထွေးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူဖို့ချန်စီနေခဲ့ပုံရပြီးသူတို့ဟာလူသမားယူနီဖောင်းတွေဝတ်ဆင်ကလူတွေအားလုံးထွက်သွားတဲ့တိုက်ခန်းတွေတဲကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ကြပါတယ်။ကာရာလစ်တို့ဟာတိုက်ခန်းတွေရဲ့တော်တွေကိုအသုံးချပြီးအထဲကိုဝင်ကတစုံတစ်ခုကိုရှာဖွေနေခဲ့ကြပါတယ်
စစ်တပ်ရဲ့ဘုံရှင်းလင်းရေးစက်ရုပ်ကိုဘုံရှိရာကိုဆင်းလွတ်ခဲ့ပြီးကင်မရာကနေဆင်းဘုံရဲ့အနီးကပ်ပုံရိပ်တွေကိုသူတို့တွေစောင့်ကြည့်နေခဲ့ကြပါတယ်ထရန်တာနဲ့တက်ချက်ကင်းတို့ဟာဘုံကိုအန်နီယကင်းကင်းနဲ့ဘလို့ဖယ်ရှားမလဲဆိုတာကိုအပူတပြင်းနဲ့တိုင်ပင်ပြောဆိုနေခဲ့ကြပြီးအဖွဲ့ဝင်တယောက်ဟာဘုံနာကရေတွေကိုစုပ်ထုတ်ဖို့အတွက်ပိုက်တွေကိုချိတ်ဆက်ဖို့ဘုံရှိရာမြေချင်းတွေကိုဆင်းသွားခဲ့ပါတယ်ရေစုပ်ဆက်တန်းတွေဟာတစ်ချက်ချင်းစီထွက်ပေါ်နေခဲ့ပြီးဘုံနာကရေတွေတဖြည်းဖြည်းနဲ့နေပါသွားတာနဲ့အမျှဘုံရဲ့ကြောက်မက်ဖွယ်ရာပုံသဏ္ဍာန်ဟာလည်းပိုပြီးတော့ထင်ရှားလာခဲ့ပါတယ်တစ်ဖက်မှာတော့ကာရာလစ်တို့အဖွဲ့ဟာတိုက်ခန်းတစ်ခုရဲ့မြေအောက်ခန်းထဲမှာနေရန်တစ်ခုကိုဖောက်ထွင်းမှုစူးစမ်းနေခဲ့ကြပြီးစက်တန်တွေကစူညံနေခဲ့ပေမဲ့အပြင်မှာတော့ဘုံသတင်းကြောင့်လူသူကင်းမဲ့နေခဲ့တာမို့ဘသူကမှသူတို့ကိုသတိမထားမိခဲ့ကြပါဘူးသူတို့ဟာအကာအကွယ်မျက်မှန်တွေနဲ့လက်အိတ်တွေကိုသုံးပြီးလွှတ်နဲ့ဖြတ်ကာအထဲကအရာတစ်ခုကိုရယူနိုင်ဖို့ပြင်ဆင်နေခဲ့ကြပါတယ်မြို့ပြရဲ့မိပွိုင်းတွေဟာလည်းအနီရောင်ကနေစိမ့်သွားလိုက်ပြန်ပိတ်လိုက်နဲ့ဖြစ်နေခဲ့ပြီးလမ်းမတွေပေါ်မှာတော့ရဲကင်းတွေကလွယ်လို့ဘာလှုပ်ရှားမှုမှမရှိဘဲခြောက်ကပ်နေခဲ့ပါပြီထရန်တာကတော့ဘုံကိုစိုက်ကြည့်ရင် DNA ကြီးကိုသူတို့တွေဘလို့ရင်ဆိုင်ကြောပြတ်မလဲဆိုတာကိုတွေးတောနေခဲ့ပြီးအချိန်နဲ့အမျှပုံမစိုးရင်ဖို့ကောင်းလာခဲ့တဲ့ဒီမနက်ခင်းဟာလန်ဒန်မြို့သားတွေအတွက်တော့ထိတ်လန့်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်နေခဲ့ပါတော့တယ်ထရန်တာဟာအန်ဒီရဲ့ကြီးမားတဲ့တာဝန်တစ်ခုကိုမသွားခင်မှာသူ့ရဲ့ဖွဲ့သားတွေနဲ့အတူထုံးစံတိုင်းအရက်ခွက်ကိုစနစ်ကျစီပြီးနှဲ့နေခဲ့ပါတယ်စစ်သားပြီးစီကံကြရှိလာတဲ့သူ့ရဲ့လှူရှားမှုတွေကြားမှာတာဝန်ပေါ်အာယုံစိုက်မှုကလည်းအပြည့်အဝရှိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲအဖွဲ့သားတယောက်ကရောက်လာပြီးဘုံရှိတဲ့နေရာကရေတွေကိုအကုန်ဖယ်ထုတ်ပြီးပြီဖြစ်ကြောင်းလာရောက်သတင်းပို့ခဲ့ပါတယ်။ထရန်တာဟာစိတ်လှုပ်ရှားနေတဲ့သူ့ရဲ့အဖွဲ့သားတွေကိုစိတ်ရေးထားဖို့ပြောဆိုရင်းဒါဟာတာဝန်ပြီးဆုံးတဲ့အခါမှာတောက်ရမယ့်ရိုးရာတစ်ခုသာဖြစ်တယ်လို့ပြောဆိုကာအားပေးခဲ့ပါတယ်။သူတို့ဟာအခုဆိုရင်မြေအောက်ထဲမှာနင်းမြုပ်နေတဲ့ပေါင်တစ်ထောင်တန်းဂျာမန်ဘုံကြီးကိုအသက်မဲ့အောင်ပြုလုပ်ဖို့အတွက်အစဉ်သင့်ဖြစ်နေခဲ့ကြပြီလေဖြစ်ပါတယ်။တစ်ဖက်မှာလည်းကာရာလစ်ဦးဆောင်တဲ့ကိုးမှုကျူးလွန်မဲ့အဖွဲ့ဟာမြို့ပြကြီးလူသူကင်းရှင်းစွာဖြစ်နေတာကိုခွင့်ကောင်းယူပြီးသူတို့ရဲ့စီစဉ်ကိုစတင်နေခဲ့ကြပါတယ်။ကာရာလစ်ရဲ့လူတွေဟာအစာအုပ်တစ်ခုရဲ့မြေအောက်ခန်းထဲမှာအပေါက်ဖောက်ဆက်ကြီးကိုအသုံးပြုပြီးနေရန်ကိုအပြင်းထန်ဖောက်ထွင်းနေခဲ့ပါတယ်။သူတို့ဟာမျက်နှာဖုံးတွေအကာအကွယ်ပစ္စည်းတွေပြည့်စုံတဲ့စနစ်ကျလှုပ်ရှားနေခဲ့တာမို့ professional တကူတွေဖြစ်တဲ့ဆိုတာကလည်းသိတာလှပါတယ်။ပေါက်ဖောက်ဆက်ရဲ့တုံခါမှုနဲ့စူညံတန်တွေကမြေအောက်ခန်းတစ်ခုလုံးကိုဟိမ့်ထွက်နေစေခဲ့ပြီးသူတို့ရီမန်းထားတဲ့ဘန်နာတိုက်စီကိုရောက်ဖို့အတွက်အချိန်နဲ့မျှကြိုးစားနေခဲ့ကြပါတယ်။ရဲဌာနချုပ်ရဲ့ထိန်းချုပ်ရေးစခန်းမှာတော့ရဲရရှိကြီးတွေဟာမြို့ထဲမှာတက်ပြန့်ထားတဲ့အင်အားတွေကိုစောင့်ကြည့်နေခဲ့ပြီးဘုံတီရှိယာဧရိယာတဝိုက်ကိုလည်းဘသူ့ကိုမှပေးမဝင်ဖို့တင်းတင်းကြပ်ကြပ်အမိန့်ပေးထားခဲ့ပါတယ်။ကင်မရာတွေကနေဆင်းလမ်းမတွေပေါ်ကခြေနေတွေကိုစက္ကန့်မလက်စောင့်ကြည့်နေရတာမို့တာဝန်ရှိသူတွေအားလုံးဟာအပန်းတကြီးဖြစ်နေခဲ့ကြပါတယ်။လူသူကင်းမဲ့နေခဲ့တဲ့လန်ဒန်မြို့လေကောင်ရဲ့မြင်းကွင်းကကြောက်မက်ဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့ပြီးမကြာခင်မှာဖြစ်လာတော့မယ်အန်ဒီရဲ့တစ်ခုအတွက်လည်းအားလုံးကရင်တမမဖြစ်နေခဲ့ကြပါတယ်။ကာရာလီရဲ့ဖွဲ့ဟာအပြင်ဘက်ကရဲကင်းလက်ကားတွေရဲ့ခြေနေကိုတပ်ဖလက်ကနေဆင်းစောင့်ကြည့်ရင်သူတို့ရဲ့ဖောက်ထွင်းမှုကိုခဏရန်နာလိုက်ပြန်ဆလိုက်နဲ့ပပနဲ့နဲ့လှုပ်ဆောင်နေခဲ့ကြပါတယ်။ရဲကားစီးဖြတ်သွားတိုင်းသူတို့ဟာအတန်တိတ်နေအောင်နေကြပြီးအန်ဒီရဲ့ကင်းမီဆိုမှစက်တွေကိုပြန်နှိုးပြီးအလုတ်ဆက်လုပ်ခဲ့ကြပါတယ်။သူတို့ရဲ့ပြမတ်ကတော့လုံခြုံရေးတွေရောရဲနေတဲ့ဘန်တိုက်တစ်ခုပဲဖြစ်ပါတယ်။ထရန်တာနဲ့သူ့အဖွဲ့ဟာဘုံရှိယာမြေချင်းကြီးတဲ့ကိုရောက်ရှိလာခဲ့ကြပါတယ်။မြေကြီးထဲမှာတဝက်ကျော်နင်းမြုပ်နေတဲ့ဘုံကြီးဟာတန်ကြီးတွေတက်နေပြီးနှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဆိုတာကလည်းသိတာလှပါတယ်။ဝေထရန်တာဟာဘုံရဲ့ခြေနေကိုအနီးကပ်စစ်ဆေးဖို့အတွက်ဂျင်းထဲကိုတယောက်တည်းဆင်းသွားခဲ့ပါတယ်။သူရဲ့ဖွဲ့သားတွေကတော့အပေါ်ကနေလိုအပ်တဲ့စက်ကရိယာတွေကိုပြင်ဆင်ပေးနေခဲ့ကြပြီးထရန်တာရဲ့ညှို့ချချက်ကိုစောင့်ဆိုင်းနေခဲ့ကြပါတယ်။ထရန်တာဟာဘုံရဲ့ရန်ရာပိုင်းကိုတိကျကြည့်ရှုနိုင်ဖို့အတွက်ဘုံပေါ်မှာကပ်နေတဲ့သဲတွေနဲ့မြေကြီးတွေကိုစုပ်တန်တဲ့အသားအရာဖယ်ရှားနေခဲ့ပါတယ်။အချိန်တွေကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးထရန်တာဟာဘုံထဲကနေထူဆန်းတဲ့စက်တန်တစ်ချက်ကိုချလိုက်ရတာကြောင့်အားလုံးကတုန်လှုပ်သွားခဲ့ကြပါတယ်။ဒါဟာဘုံရဲ့ဒုတိယမြောက်ရန်ရာဖြစ်တဲ့အချိန်ကိုက်စနစ်ကအလိုလျောက်အလုတ်လှုပ်သွားတာလည်းဖြစ်ပါတယ်။ထရန်တာဟာချက်ချင်းပဲအားလုံးကိုအကာအကွယ်ယူဖို့အော်ဟစ်သတိပေးခဲ့ပြီးသူကိုယ်တိုင်လည်းချင်းထဲကနေအမျက်ဆုံးပြေးထွက်လာခဲ့ပါတယ်။ထိန်ချုပ်ရေးစကန်ကကွန်ပျူတာတွေပေါ်မှာလည်းဘုံရဲ့အတန်လိုင်းတွေကပုံမှန်မဟုတ်ပဲတုံခါနေခဲ့တာကိုတွေ့လိုက်ရတဲ့အတွက်အခြေအနေကအတော်လေးကိုဆူရွားသွားခဲ့ပါပြီ။ဒီဘုံဟာအချိန်မီပောက်ကွဲသွားနိုင်တဲ့အနေအထားကိုရောက်ရှိသွားခဲ့တာကြောင့်ထရန်တာဟာတန်လိုင်းစနစ်သုံးအချိန်ထိန်းဆက်ကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာအတန်အနည်းကိုဂယူးမဆိုင်ပဲလေးလံလာတဲ့အိတ်ဆက်ကြီးကိုမာပြီးဘုံရှိရာစီကိုပြန်ပြေးသွားခဲ့ပါတယ်။
ဘုံကတတောက်တောက်နဲ့အတန်မြည်နေခဲ့တာကထရန်ဒါအတွက်စက္ကန့်ပိုင်းတွင်သိချင်းတရားနဲ့ရင်ဆိုင်နေရသလိုခန်းစားရစေခဲ့ပါသူဟာစက်ကိုဘုံပေါ်မှာအတိအကျတက်ဆင်ပြီးတာနဲ့နောက်ကိုလှည့်မကြည့်ပဲအကာအကွယ်ရှိရာကွန်တိန်နာတွေစီကိုအမြဲဆုံးပဲပြေးလွှားပုန်းရှောင်ခဲ့ရပါတယ်အားလုံးဟာအသက်ကိုအောင်နာပြီးစောင့်ကြည့်နေခဲ့ချိန်မှာပဲအချိန်ထိန်ဆက်ကအလုတ်လုံးသွားခဲ့ပြီးဘုံရဲ့တတောက်တောက်မြည်တန်ကလည်းရပ်တန့်သွားခဲ့ပါတယ်ထရန်ဒါနဲ့သူ့ရဲ့ဖွဲသားတွေဟာအခုမှပဲတပ်ပြေးချနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒါဟာယာယီအဖြစ်သာအန္တရာယ်ကင်းသွားတာဖြစ်ပြီးဘုံကိုလုံးဝတတ်မဲ့အောင်လုပ်ဖို့ကတော့အများကြီးကြံရစ်နေပါသေးတယ်ထရန်ဒါဟာသူ့ရဲ့ဖွဲသားတွေကိုဘုံရဲ့ပတ်လည်မှာသိအိတ်တွေနဲ့အကာအကွယ်တိုင်းတွေထပ်မံတိစောက်ဖို့ညွှန်ကြားခဲ့ပါတယ်တစ်ဖက်မှာလည်းကာရာလေးရဲ့ဖွဲဟာနေရက်ကိုအောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့ပြီးဘန်နာတိုက်တဲကိုစတင်ဝင်ရောက်ခဲ့ကြပါတယ်သူတို့ဟာအောက်ဆီဂျင်ဖြတ်ဆက်တွေကိုအသုံးပြုပြီးဘေးကင်းလုံခြုံတဲ့တန်သက်တာတွေကိုတစ်ခုပြီးတစ်ခုဖွင့်နေခဲ့ကြတာပါအထဲမှာတော့ရွှေလုံးတွေစိတ်စီထားတဲ့လက်ဝဲရနာတွေနဲ့ဝေဆက်ကူအထက်လိုက်ကိုတွေ့ရှိလိုက်ရတဲ့အတွက်သူတို့တွေအားလုံးဟာဝမ်းသာအားရဖြစ်နေခဲ့ကြပါတယ်ကာရာလေးဟာအဖိုးတန်ပစ္စည်းတွေကိုအိတ်တွေတဲကိုမြင်မြင်ထဲဖို့သူ့ရဲ့လူတွေကိုအမိန်ပေးနေခဲ့ပါတယ်မြို့ထဲမှာတော့ရဲကားတွေဟာဘုံဧရိယာထဲမှာလူရှိနေနိုင်သေးတဲ့ဆိုတဲ့တန်တရားနဲ့ကင်းလဲမှုတွေကိုပုံပိုတွန်းမြင့်လှုပ်ဆောင်နေခဲ့ပါတယ်ရဲရရှိကြီးတွေဟာအပူချိန်တိုင်းကိရိယာတွေကနေစင်အစာအုပ်ထဲမှာသက်ရှိလူသားတွေရှိမရှိစစ်ဆေးနေခဲ့ကြပါတယ်အဲဒီချိန်မှာပဲဂါရာလစ်တို့တည်ရှိနေတဲ့နေရာနီးတစ်ဝိုက်မှာပုံမှန်မဟုတ်တဲ့အပူချိန်တစ်ခုကိုရဲတွေကသတိထားပြီးသွားခဲ့ပါတယ်ဒါဟာဂါရာလစ်တို့အသုံးပြုနေတဲ့လျှက်စစ်မီးစက်ကထွက်လာတဲ့အပူချိန်ပဲဖြစ်ပါတယ်ဒရန်ဒါဟာဘုံကိုအပိသက်အသက်မဲ့အောင်လုပ်ဖို့အတွက်နောက်ထပ်အန္တရာယ်များတဲ့အဆင့်တစ်ခုကိုထပ်မံလှုပ်ဆောင်မှုပြင်ဆင်နေခဲ့ပါတယ်သူဟာလက်နဲ့လှည့်ရတဲ့အပေါက်ပေါက်ဆက်လေးကိုအသုံးပြုပြီးဘုံရဲ့ရန်နေရာတွေကိုအရေးတစ်မျိုးထည့်သွင်းဖို့ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်ဒီအလုပ်ဟာအလုံးကိုတိမ်မွေးပြီးနည်းနည်းလေးလွဲချော်သွားတာနဲ့အားလုံးကပောက်ကွဲသွားနိုင်တာကြောင့်ဒရန်ဒါရဲ့နဖူးမှလည်းချွေးတွေဆူရွှဲနေခဲ့ပါတယ်သူဟာအသက်ကိုမမှန်ရှူရင်းစက်ကိုအသားရလှည့်နေခဲ့ပါတယ်ရဲဌာနချုပ်မှာတော့အရာရှိကြီးတွေဟာဒရန်ဒါကိုအလုပ်ကိုခဏရပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုံဧရိယာအတွင်းမှာလူတွေရှိနေနိုင်သေးတဲ့အတွက်သူတို့ဟာအဲ့ဒီလူတွေကိုအရင်ဆုံးကဲထုတ်ချင်နေတာကြောင့်လည်းဖြစ်ပါတယ်။ဒရန်ဒါကတော့အခြေအနေကအလုံးကိုစိုးရိမ်နေရပြီဖြစ်ကြောင်းနဲ့အခုမှရက်လိုက်ရင်ဘုံကပောက်ကွဲသွားနိုင်တယ်လို့ပြန်လည်ညှင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့အထက်ရာရှိတွေရဲ့အမိန့်ကိုမလို့ဆန်နိုင်တာကြောင့်ဒရန်ဒါဟာစိတ်ပြက်လက်ပြက်နဲ့ပဲအလုပ်ကိုခဏရပ်ဆိုင်းလိုက်ရပါတယ်။ကာရာလစ်တို့ဖွဲ့ကတော့သူတို့ရဲ့ခိုးမှုကအောင်မြင်တော့မယ်လို့ထင်နေခဲ့ကြပြီးအဘိုးတန်ရွှေလုံးတွေကိုတည်ယူဖို့အတွက်လည်းပြင်ဆင်နေခဲ့ကြပါတယ်။သူတို့ဟာအပြင်ကရဲတွေတီးသွားပြီဆိုတာကိုအခုထိသတိမထားမိသေးပဲပစ္စည်းတွေကိုအိတ်တွေထဲထည့်သွင်းနေခဲ့ကြပါတယ်။ဒါပေမဲ့ရဲတွေကတော့သူတို့စီကိုဦးတီပြီးလာနေခဲ့ကြပြီဖြစ်တာကြောင့်မကြခင်မှာပဲတကိုးဖွဲ့နဲ့ရဲတွေရဲ့ကြားမှာထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်လာတော့မှလည်းဖြစ်ပါတယ်လန်ဒန်မျိုးလေကောင်ရဲ့လမ်းမတွေထပ်မှာရဲတပ်ဖွဲ့ဝင်တွေဟာလမ်းပိတ်ဆို့မှုတွေကိုလှုံ့ဆော်ထားခဲ့ပြီးတမျိုးလုံးဟာလည်းပောက်ကွဲမှုအန္တရာယ်ကြောင့်တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။ရဲကားစီဟာလူသူကင်းမဲ့နေတဲ့လမ်းမတွေပေါ်မှာအရေးပေါ်မောင်းနှင်သွားနေခဲ့ပြီးလမ်းဆုံလမ်းကွာတိုင်းမှာလည်းလုံခြုံရေးတွေကိုတင်းတင်းကြပ်ကြပ်ချထားတာကိုတွေ့နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ဘုံရှင်းလင်းရေးနယ်မြေထဲမှာထရန်ဒါဟာသူတို့ရှာဖွေတွေ့ရှိထားတဲ့ဒုတိယကမ္ဘာစစ်လက်ကျန်ဘုံကြီးရဲ့ခြေနေကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒီအချိန်မှာပဲတပ်သားတယောက်ဟာအကာအကွယ်နောက်ကနေထွက်ပြီးပစ္စည်းတစ်ခုကိုတွားယူဖို့ကြိုးစားနေခဲ့တာကြောင့်ထရန်ဒါကအော်ဟစ်တားမြစ်ခဲ့ရပါတယ်။မိမိအသက်ကိုအန္တရာယ်ပြုပြီးပစ္စည်းတစ်ခုအတွက်နဲ့စွန့်စားရသလားဆိုကထရန်ဒါကအကြီးကျယ်ဒေါသထွက်နေခဲ့ပါတယ်။ဘုံရဲ့အချိန်ကရန်တရားကအလုတ်လုံနေပြီဖြစ်လို့ဘယ်အချိန်မှာပောက်ကွဲသွားမလဲဆိုတာကိုလည်းဘယ်သူမှမခံမနိုင်တဲ့ခြေနေမျိုးဖြစ်နေခဲ့ပါတယ်။ထရန်ဒါကသူ့ရဲ့တပ်သားကိုအကာအကွယ်ထဲမှာပဲနေဖို့နဲ့အပြင်ကိုလုံးဝမထွက်ဖို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။ဘုံကြီးရဲ့တုန်ခါမှုနှုံးကလည်းတစားထက်တစားမြန်ဆန်လို့လာနေခဲ့ပြီးစောင့်ကြည့်ရေးစခရင်ပေါ်မှာလိုင်းနှုံးတွေဟာစိုးရိမ်စရာကောင်းလောက်အောင်တက်နေခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲလန်ဒန်မြို့ရဲ့ခြားတနေရာကဘန်းတစ်ခုနီးမှာတော့လိမ်မော်ရောင်ဝတ်စုံတွေဝတ်ဆင်ထားခဲ့တဲ့ကာရာလစ်ဟာရဲရီရဲ့အာယုံဆိုင်မှုကိုရှောင်ကွင်းရင်းနဲ့အမိုက်ပုံးတွေရဲ့နောက်မှာပုံးကွယ်နေခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာလမ်းမတွေပေါ်မှာကင်းလှည့်နေခဲ့ကြပြီးမြဲအမိုက်ပုံးနာမှာပုံးနေတဲ့ကာရာလစ်ကိုတော့သတိမထားမိခဲ့ကြပါဘူး။ကာရာလစ်တို့ဖွဲ့ဟာတံမိုးကြီးရန်နာတွေစိတ်နှကတ်တွေနဲ့လင်းဆွဲတွေကိုအိတ်တွေထဲကိုအလင်းမြန်ထည့်နေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းရဲထိန်ချုပ်ရေးစတာကအရာရှိတွေဟာအပူလိုင်းစနစ်နဲ့မြို့တွေကလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့စင်ပါပဲ။ဒူဆန်နဲ့အချက်ပြမှုတစ်ခုကပျောက်ကွယ်သွားခဲ့တာကိုလည်းသတိပြုမိသွားခဲ့ပါတယ်။ဒါဟာ
ကာရာလေးရဲ့ဖွဲ့သားတွေကသူတို့အသုံးပြုနေတဲ့မီးစက်ကိုပိတ်လိုက်ပြီးအပူချိန်ကိုဖုံးကွယ်ဖို့ပြုလုပ်လိုက်တာကြောင့်လည်းဖြစ်ပါတယ်။ရဲရရှိကြီးတွေဟာဒီကိစ္စကိုတန်တရားဝင်လာခဲ့ပြီးအနီးနားကလှည့်ကင်းရဲတွေကိုစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။ရဲသားနှစ်ယောက်ဟာဗန်နီကအမိုက်ပုံးတွေရှိတဲ့နေရာကိုရောက်လာပြီးစစ်ဆေးဖို့ကြိုးစားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအမိုက်ပုံးရဲ့နောက်ကနေထွက်လာတဲ့ကာရာလစ်ကိုတွေ့သွားခဲ့ပြီးလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့ပါတော့တယ်။ကာရာလစ်ကတော့အလင်းမြန်ထွက်ပြေးသွားခဲ့ပြီးရဲသားတွေကလည်းနောက်ကနေတစ်ချက်မကွာလိုက်ပါဖို့ကြိုးစားခဲ့ပါတော့တယ်။ဗန်ထဲမှာဂျန်နေခဲ့တဲ့ကာရာလစ်ရဲ့ဖွဲ့သားတွေကတော့သူတို့ခိုးယူလာတဲ့ပစ္စည်းတွေကိုတက်တာတွေထဲကိုထည့်ပြီးပိတ်ဆို့ဖို့ပြင်ဆင်နေခဲ့ကြပါတယ်။သူတို့ဟာကာရာလစ်ရဲ့ကြောင်းကြားမှုကြောင့်အပြင်မှာရဲတွေရောက်နေပြီဆိုတာကိုသိရှိသွားခဲ့ပြီးအတော်လေးကိုထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။ထရန်တာရှိနေခဲ့တဲ့ဘုံရှင်းလင်းရေးစခန်းမှာတော့အခြေအနေတွေကပိုပြီးတော့ဆူရွားလာခဲ့ပါတယ်။ဘုံရဲ့ဒုက္ခတန်ဟာပုံပုံမြင့်တက်လို့လာခဲ့ပြီးထရန်တာဟာအားလုံးကိုအကာအကွယ်ယူခိုင်းခဲ့ပါတယ်။သူကိုယ်တိုင်လည်းအကာအကွယ်တွေကိုဝင်ရောက်ကပောက်ကွဲမှုဒဏ်ကနေလွတ်အောင်ပြင်ဆင်နေခဲ့ပါတယ်။ရဲတွေကတော့ဗန်နီကချက်စီယိုတကားကိုဖျက်ချော်ပြီးတကိုးတွေရှိနိုင်မဲ့နေရာကိုဝိုင်းထားခဲ့ကြပါတယ်။တိမ်မကြခင်မှာပဲဘုံကြီးဟာအကြီးကျယ်ပောက်ကွဲသွားခဲ့ပါတော့တယ်။ပောက်ကွဲမှုကြောင့်ပဲမြေပြင်ကြီးတစ်ခုလုံးတုန်ခါသွားခဲ့ပြီးမိโกလုံးကြီးတွေဟာကောင်းကင်ယံအထိတက်သွားခဲ့ပါတော့တယ်။ပောက်ကွဲမှုရဲ့ရှင်ကြောင့်အနီးနားကအဆောက်အဦတွေဟာပြိုကျပျက်စီးကုန်ပြီးဖုံဖုံတွေဟာမြို့တစ်မြို့လုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ဗန်ဂျန်ထဲမှာအနားယူနေခဲ့တဲ့လူတွေဟာလည်းထိတ်လန့်တုန်လှုပ်စွာနဲ့ဘာဖြစ်မှန်းမသိပဲထွက်ပြေးနေခဲ့ကြပါတယ်။ရဲထုံချုပ်ရေးစင်တာကစခရင်တွေအားလုံးကလည်းပောက်ကွဲမှုကြောင့်အချက်ပြမှုတွေပြတ်တောက်သွားခဲ့ပါတယ်။ဒရန်တာဟာဖုံမုတ်တွေဂျားတဲ့ကနေအသက်ဘေးကနေလွတ်မြောက်လာခဲ့ပေမဲ့သူ့ရဲ့ဖွဲ့သားတွေဘေးကင်းရဲ့လားဆိုတာကိုအလွန်စိုးရိမ်နေခဲ့ပါတယ်။သူဟာဖုံမုတ်တွေဂျားထဲမှာသူ့ရဲ့ဖွဲ့သားတွေကိုလိုက်လံရှာဖွေပြီးအားလုံးအဆင်ပြေရဲ့လားဆိုတာကိုလည်းအော်ဟစ်မေးမြန်းနေခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့မြို့ထဲမှာဖုံမုတ်တွေနဲ့မိခိုးတွေကြောင့်ဘာမှမမြင်တော့ဘဲရှုပ်ထွေးမှုတွေဖြစ်နေခဲ့ပါတယ်။ဒါကိုခွင်ကောင်းယူပြီးဂါရာလေးရဲ့ဖွဲ့သားတွေဟာထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ဟာမြေအောက်ရေစုပ်ထုံပြုံတွေကနေဆင်းလျှို့ဝှက်စွာထွက်ပြေးဖို့ကြိုတင်စီစဉ်ထားခဲ့ပါတယ်။ဂျယ်ရီကတော့တကိုးတွေဘဲကိုရောက်ကုန်ပြီလဲဆိုတာကိုရှာမတွေ့နိုင်ပဲဖြစ်နေခဲ့ပါတယ်။ဂါရာလင်းနဲ့အဖွဲ့ဝင်တူဟာအဆောက်အဦရဲ့ခေါင်းမိုးပေါ်ကိုရောက်သွားခဲ့ပြီးသူတို့ခိုးလာတဲ့ပစ္စည်းတွေကိုဒရုန်းတွေအသုံးပြုပြီးတည်ယူဖို့ပြင်ဆင်နေခဲ့ကြပါတယ်။ဒရုန်းတွေပေါ်မှာပစ္စည်းတတာတွေကိုချီနှောင်ပြီးမြို့ရဲ့အခြားနေရာတစ်ခုကိုလွတ်တင်ခဲ့ကြပါတယ်။မြို့ပြကောင်းကင်ယံမှာဒရုန်းတွေဟာပစ္စည်းတွေကိုတည်ဆောင်ပြီးပြန်တန်းသွားနေခဲ့တာကိုတွေ့နေခဲ့ရပါတယ်။ဂါရာလင်းနဲ့ဖွဲ့သားတူဟာဒရုန်းတွေကိုကျွမ်းကျင်စွာထိန်းချုပ်ပြီးရဲတွေမမြင်နိုင်တဲ့လမ်းကြောင်းတွေကနေပို့ဆောင်နေခဲ့ကြပါတယ်။နေရာတစ်ခုမှာတော့အမျိုးသမီးတစ်ယောက်ကဒရုန်းတွေရောက်လာမှကိုစောင့်ကြိုနေခဲ့ပါတယ်။သူမဟာဒရုန်းတွေကနေချပေးလိုက်တဲ့ပစ္စည်းသစ်တာကိုလက်ခံယူခဲ့ပြီးအခန်းထဲကိုအမြဲတမ်းဆောင်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ထရန်တာဟာဘုံပေါက်ကွဲသွားတဲ့ချင်းကြီးကိုကြည့်ပြီးတခုခုမှားယွင်းနေသလိုခံစားနေခဲ့ရပါတယ်။သူဟာပေါက်ကွဲမှုဖြစ်သွားတဲ့နေရာကအကျွင်းချံတွေကိုသေချာစစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရဲရီဟာတကူတွေထွက်ပြေးသွားတဲ့လမ်းကြောင်းကိုလိုက်လံပိတ်ဆို့ဖို့ကြိုးစားနေခဲ့ကြပါတယ်။ကာပါကင်တစ်ခုထဲမှာရဲကားတွေဟာတကူတွေရဲ့ကားကိုလိုက်လံပိတ်ဆို့ဖို့ကြိုးစားခဲ့ပေမယ့်တကူတွေကတော့အတွေ့အကြုံရှိတဲ့သူတွေဖြစ်လို့ရဲတွေကိုပပလေးပဲရှောင်ကွင်းပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ဂါရာလင်းနဲ့ဖွဲ့သားတူဟာလမ်းမပေါ်မှာတာမန်လုံသမားတွေလိုဟန်ဆောင်ကထွက်ပြေးနေကြပါတယ်။သူတို့ဟာရေဖြန့်ဝေရေးသွင်းယူလာတဲ့ကားစီးတဲ့ကိုဝင်ရောက်သွားခဲ့ပြီးရဲရီရဲ့မျက်စိအောက်ကနေလွတ်အောင်ထွက်ပြေးသွားခဲ့ပါတော့တယ်။သူတို့ဟာဒရုန်းတွေနဲ့ပို့လိုက်တဲ့ပစ္စည်းတွေကိုလက်ခံပေးထားတဲ့အမျိုးသမီးနဲ့တွေ့ဆုံကပစ္စည်းတွေကိုယူလိုက်ပြီးသူတို့ရဲ့လုပ်ငန်းတွေအကြောင်းဘာမှမပြောဖို့အတွက်ပတ်စံချို့ကိုပေးပြီးနှုတ်ပိတ်ခအဖြစ်ပေးရခဲ့ပါတယ်။အားလုံးပြီးဆုံးသွားတဲ့အခါမှာတော့ထရန်တာဟာရဲဌာနချုပ်ရဲ့တာဝန်ရှိသူထံကိုအစီရင်ခံတင်ပြခဲ့ပါတယ်။ထရန်တာကဒီဘုံဟာတကယ်ဒုတိယကမ္ဘာစစ်လက်ချံဘုံမဟုတ်နိုင်ကြောင်းဘုံရဲ့တန်ကြီးတက်နေတဲ့ပုံစံဟာသူတို့လေ့ကျင့်ရေးမှာတွေ့ခဲ့ရတာတွေနဲ့မတူကြောင်းတင်ပြခဲ့ပါတယ်။သူဟာဒီဘုံဟာတစုံတစ်ယောက်ကတမင်တကာလှုပ်ချန်ပြီးဖန်တီးထားတဲ့ဘုံထုဖြစ်နိုင်တယ်လို့တန်တရားဝင်နေခဲ့ပါတယ်။ဒါကြောင့်ပောက်ကွဲမှုဖြစ်သွားတဲ့နေရာကဓာတုပစ္စည်းအကျွင်းချံတွေကိုတေချာစစ်ဆေးပေးဖို့သူကတောင်းဆိုခဲ့ပါတယ်။ရဲရရှိကြီးကတော့ထရန်တာရဲ့ပြောကြားချက်ကိုနားမလည်နိုင်ပဲဖြစ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့စစ်ဆေးဖို့သဘောတူခဲ့ပါတယ်။အမောင်တို့ကြီးစိုးနေတဲ့မြေအောက်ခန်းတစ်ခုရဲ့တွင်းပိုင်းမှာတော့ရဲရရှိတူဟာသူ့ရဲ့လက်နှိပ်တက်မီကိုအားပြုပြီးတနေရာချင်းစီကိုအသေးချာလိုက်လံစစ်ဆေးနေခဲ့ပါတယ်။တမီအောင်ကဟိုတီတီပြန်ဝဲနေခဲ့ရင်နေရန်တစ်ခုပေါ်မှာဒူဆန်နဲ့ဝိုင်းပုံစံအပေါက်ကြီးတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအပေါက်ဟာတာမန်တိုင်းဖြစ်ပေါ်နေတာမဟုတ်ခဲ့ပဲ
ခင်မီတဲ့စကရိယာကြီးတစ်ခုနဲ့တတိချာချာပေါက်ထွင်းထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ရဲရရှိကအဲ့ဒီအပေါက်နာကိုတူးကတ်သွားခဲ့ပြီးဖက်ချမ်းကိုလှမ်းချိလိုက်တဲ့အခါမှာတော့တစ်ဖက်ချမ်းကဗန်ဒိုက်တစ်ခုရဲ့တွင်းပိုင်းထဲကိုရောက်ရှိသွားမှန်းသိလိုက်ရပါတော့တယ်။သူဟာအခြေအနေရဲ့စိုးရိမ်ရမှုကိုချက်ချင်းသဘောပေါက်သွားခဲ့ပြီးသူရဲ့ဆက်သွယ်ရေးစက်ကနေဆင်းဗဟိုထင်းချုပ်ရေးစခန်းကိုအရေးပေါ်သတင်းပို့ခဲ့ပါတယ်။ပေါ်တလီအိမ်ဟာအမှတ်17ရဲ့မြေရောက်ခန်းကနေဘေကျင်းကက်ရမှာရှိတဲ့ဗန်ဒိုက်တဲကိုဖောက်ထွင်းဝင်ရောက်မှုတစ်ခုဖြစ်ပွားသွားခဲ့ကြောင်းဒါဟာမြို့တွင်းမှာအရေးပေါ်ဖြစ်နေတဲ့အချိန်ကိုခွင့်ကောင်းယူပြီးလှုပ်ဆောင်သွားခဲ့တဲ့အကြီးစားဗန်ဒပြမှုတစ်ခုဖြစ်နိုင်ကြောင်းကိုလည်းသူကသတင်းပို့ခဲ့ပါတယ်။ဒီသတင်းကရဲဖို့ထင်းချုပ်ရေးဌာနကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဌာနတစ်ခုလုံးရုပ်ရုပ်သဲသဲတွေဖြစ်သွားခဲ့ရပါတယ်။ရဲရရှိချုပ်စူဇာနာဟာအခြေအနေကိုချက်ချင်းတာဝန်ယူခဲ့ပြီးမြို့ရင်းကလမ်းမကြီးတွေပေါ်မှာရှိသမျှရဲကားတွေနဲ့ရဲရရှိတွေအားလုံးကိုအရေးပေါ်အခြေအနေကြီးညာပေးခဲ့ပါတယ်။ Aswell လမ်းမပေါ်ကဗန်ဒိုက်မှာအကြီးစားဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီလို့သူမကတမျိုးလုံးကိုသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းမြို့တွေကလမ်းမတွေပေါ်မှာရဲကားတွေဟာအိုဝေါ်တန်တညံ့ညံ့နဲ့သွာလာနေခဲ့ကြပြီးဝေဟင်မှာလည်းရဲဟရင်တွေကအနှိမ့်ပြန်ပြီးတန်တရားဖြစ်ပွဲရင်တွေကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။မြို့သူမြို့သားတွေကတော့ဘာတွေဖြစ်နေမှန်းမသိပဲထူးဆန်းတဲ့အခြေအနေတွေကိုငေးမောကြည့်နေခဲ့ကြပါတယ်။ရဲဌာနမှာတော့စူဇာနာဟာမြေပုံကြီးရှေ့မှရပ်ပြီးတရက်ခန့်တွေထွက်ပြေးနိုင်မဲ့လမ်းကြောင်းတွေကိုပိတ်ဆို့စစ်ဆေးနိုင်မှုစီစဉ်နေခဲ့ပါတယ်။သူမဟာမြို့ရဲ့အဓိကလမ်းဆောင်လမ်းကွာတွေမှာစစ်ဆေးရေးဂိတ်တွေကိုချက်ချင်းချထားဖို့အမိန့်ပေးခဲ့ပါတယ်။ရဲရရှိတွေဟာလမ်းမပေါ်မှာလာသမျှကားတွေကိုတားဆီးစစ်ဆေးခဲ့ကြပါတယ်။အဲဒီချိန်မှာပဲလမ်းမပေါ်မှာမတင်ငါစရာကောင်းတဲ့ရေပေးဝေရေးတစ်စိတ်ကတ်ထားတဲ့ဗန်ကားပြူအောင်တစ်စီးဟာမောင်းနှင်လာခဲ့ပါတယ်။အဲ့ဒီကားထဲမှာတော့ကာရာလင်းနဲ့သူ့ရဲ့ဖွဲ့သားတွေဟာအလုသမားဝတ်စုံတွေဝတ်ဆင်ထားပြီးဘန်ကနေခိုးယူလာတဲ့ပစ္စည်းတွေကိုသယ်ဆောင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။သူတို့ဟာဂျယ်ရီရဲ့စစ်စေးရေးဂိတ်တွေကိုဖျက်ချော်ဖို့ကြိုးစားနေခဲ့ကားထဲမှာလည်းအတော်လေးကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။အဖွဲတွေကတယောက်ကတော့ရေမြောင်းတွေကနေထွက်လာခဲ့ရတာဖြစ်လို့သူ့ရဲ့တကိုယ်လုံးကနဲဆုံနေခဲ့ကြောင်းညှဉ်းညူနေခဲ့ပါတယ်။သူတို့ရဲ့ကားကိုတားဆီးစစ်ဆေးတဲ့ရဲသားတူကလည်းအဆိုပါအနှံ့ကြောင့်ပဲသူတို့ကိုမြေရောက်ပိုင်လိုက်ပြင်တဲ့သူတွေလို့ယုံကြည်သွားခဲ့ပြီးကားကိုလွှတ်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းဘော်တလီအိမ်ယာကအခင်းဖြစ်ပွားတဲ့နေရာကိုရဲမှုကင်းဖွဲ့တွေကရောက်ရှိလို့လာခဲ့ကြပြီးတပ်သေးကန်ပစ္စည်းတွေကိုစုဆောင်းနေခဲ့ကြပါတယ်။မူကင်းဖွဲ့သားတွေဟာမြေရောက်ခန်းထဲကအပေါက်ကြီးနားမှာဓပုံတွေရိုက်လက်ပွေတွေယူနေအလုပ်တွေရှုပ်နေခဲ့ကြပါတယ်။ရဲရရှိတွေဟာအဲ့ဒီအိမ်ယာမှာနေထိုင်တဲ့သူတွေကိုလိုက်လံစစ်ဆေးမေးမြန်းရာကနေတိုက်ခန်းမှန်89မှာနေထိုင်တဲ့ရာဟင်တို့မိသားစုကိုတွေ့ရှိသွားခဲ့ပါတယ်။ရာဟင်ရဲ့ဖခင်ဖြစ်သူဟာဝီချဲပေါ်မှာထိုင်နေရတဲ့တက်ကြီးရွယ်ကိုတူးဖြစ်ပြီးသူ့ရဲ့မိခင်ကလည်းအတော်လေးကိုကြောက်လန့်နေခဲ့ပါတယ်။ရာဟင်ဟာဂျယ်ရီရဲ့စစ်ဆေးမေးမြန်းမှုကိုခံနေရပြီးအခန်းထဲမှာရာရှိတွေနဲ့မျက်နှာချင်းဆိုင်ထိုင်နေခဲ့ပါတယ်။ရဲရရှိချုပ်စူဇာနာကသူတို့ရဲ့တိုက်ခန်းဟာဒီပန်ဖောက်ထွင်းမှုနဲ့ပတ်သက်နေနိုင်ကြောင်းပြောပြခဲ့တဲ့အခါမှာတော့ရာဟင်ကသူတို့တွေဘာမှမသိရှိကြောင်းညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဖခင်ဖြစ်သူကတော့တခုခုကိုပြောပြချင်နေတဲ့ပုံစံမျိုးနဲ့အချက်ပြနေခဲ့ပါတယ်။နောက်ဆုံးမှတော့ရာဟင်ကအဖြစ်မှန်ကိုဝန်ခံပြောဆိုခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကအလုသမားဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ဟာအင်ရှင်စီကနေဆာရွက်စာတန်းတွေနဲ့အတူရောက်လာခဲ့ပြီးမြေအောက်ခန်းမှာစောက်လုပ်ရေးပစ္စည်းတွေထားချင်တယ်ဆိုလို့တော့ကိုတောင်းခဲ့ကြောင်းသူတို့ကလည်းအလုသမားစစ်မှန်တွေလို့ထင်မှတ်ပြီးတော့ကိုပေးလိုက်မိတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ရာဟင်ဟာသူတို့ကရွှေပြောင်းနေထိုင်သူတွေဖြစ်တာကြောင့်အာဏာပိုင်တွေလိုပုံစံမျိုးနဲ့လာရောက်ပြောဆိုတဲ့အခါမငင်းဆန်ရဲပဲကူညီပေးလိုက်မိတာဖြစ်ကြောင်းနောင်တရစွာနဲ့ပြောပြခဲ့ပါတယ်။မျိုးပြင်ကလူသူကင်းဝေးတဲ့ဂိုရောင်ကြီးတစ်ခုထဲမှာတော့ကာရာလင်းနဲ့သူ့အဖွဲ့ဟာသူတို့ခိုးယူလာတဲ့တက်တာတွေကိုဖွင့်ဖောက်စစ်ဆေးနေခဲ့ကြပါတယ်။သူတို့ဟာခိုးယူလာတဲ့တက်တာတွေထဲကနေအရေးသွေးမြင့်စိန်ရိုင်းနှုံးတွေကိုတွေ့ရှိလိုက်ရတဲ့အခါမှာတော့အတိုင်းမသိဝမ်းသာသွားခဲ့ကြပါတယ်။ကာရာလစ်ကဒီစိန်နှုံးတွေဟာသူတို့မိသားစုမျိုးဆက်နဲ့ချီပြီးလောက်ကင်လာခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းဒီစိန်နှုံးတွေကိုပြန်လည်ဖြတ်တောက်လိုက်ရင်တန်မိုးကဒေါ်လာသန်း30ကျော်တဲ့အထိရရှိနိုင်ကြောင်းသူ့ရဲ့ဖွဲ့သားတွေကိုရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ဒီဝမ်းသာမှုတွေကချရှိမခံခဲ့ပါဘူး။သူတို့ချင်းချင်းရဲ့ဂျာမာတန်တရားတွေနဲ့အငင်းပွားမှုတွေကစတင်လာခဲ့ပါတယ်။ကာရာလစ်ကဖုန်းဆက်ချင်တယ်လို့ဆိုပြီးအပြင်ကိုခဏထွက်သွားခဲ့တဲ့အချိန်မှာကြံခဲ့တဲ့သူတွေဟာတခုခုမတင်ကားစရာဖြစ်နေခဲ့တာကိုသတိထားမိခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲအခန်းတကားကပွင့်လာခဲ့ပြီးလက်နက်ကင်ထားတဲ့လူစုဟာအထဲကိုတနက်တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ကာရာလစ်ရဲ့ဖွဲ့သားတွေဟာအငိုက်မိသွားခဲ့ပြီးရုံရင်ဆန်ကတ်တွေဖြစ်ကုန်ခဲ့ကြပါတယ်။တနက်တန်တွေကထွက်ပေါ်လာခဲ့ပြီးလူချို့ဟာဒဏ်ရာရရှိကလဲကျသွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြားမှာကာရာလေးရဲ့ဖွဲ့သားတွေကတယောက်ကအသက်လူပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်သူဟာလေကားတွေကနေဆင်းအပေါ်တက်ကိုပြေးတက်သွားခဲ့ပြီးသူ့ရဲ့နောက်ကနေလိုက်လံပစ်ခတ်နေတဲ့တနက်သမားကိုရှောင်ကွင်းနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာအပေါ်တက်ပြင်းပေါက်ကနေဆင်းအပြင်ဘက်ကမြက်ခင်းပြင်ပေါ်ကိုခုန်ချပြီးထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူဟာမြေပြင်ပေါ်မှာမလုံမရှက်လဲကျနေတော့မှပဲသူတို့ကိုလာရောက်တိုက်ခိုက်တဲ့ထဲကလူတစ်ယောက်ဟာသူ့ရဲ့ရှေ့မှာတနက်နဲ့အသင့်ရောက်ရှိနေခဲ့ပြီးဖမ်းဆီးခံလိုက်ရပါတော့တယ်တကယ်တော့ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာကာရာလစ်ကရှိနေခဲ့ပြီးအဖွဲ့ကိုတစ္ဆာဖောက်ကလာရောက်တိုက်ခိုက်တဲ့သူတွေနဲ့ကြိုတင်ပူးပေါင်းထားခဲ့တာလည်းဖြစ်ပါတယ်ဘုံရှင်းလင်းရေးလုပ်ငန်းပြီးဆုံးသွားခဲ့တဲ့အတွက်ထရန်ဒါနဲ့သူ့ရဲ့အဖွဲ့ဟာအောင်ပွဲခံပြီးအနားယူနေခဲ့ကြတာကိုတွေ့နေခဲ့ရပါတယ်ဒါပေမဲ့အဖွဲ့ကောင်းဆောင်ထရန်ဒါကတော့အခြားသူတွေလိုပျော်ရွှင်မနေနိုင်ပဲစိတ်ထဲမှာလည်းတစ်ခုခုကိုတန်တရားဝင်နေတဲ့ပုံစံနဲ့ဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းမျိုးပြင်ကလူသူကင်းမဲ့နေတဲ့ကိုရောင်ကြီးတစ်လုံးထဲမှာခိုးယူလာတဲ့ပစ္စည်းတွေကိုခွဲတမ်းချဖို့ကာရာလစ်နဲ့သူ့ရဲ့ဝမ်ကွဲညီကိုလာဒိုတို့ကစုဝေးနေခဲ့ပါတယ်စပွဲပေါ်မှာဝေတုပ်တွေစိန်တယ်တွေနဲ့ရွှေတယ်တွေပြည့်နေခဲ့ပြီးသူတို့ဟာအောင်မြင်မှုအတွက်ဝိုင်းခွက်တွေကိုမြှောက်ကဂုဏ်ပြုနေခဲ့ကြပါတယ်ကာရာလစ်ကစိန်တွေကိုတလုံးချင်းစီစစ်ဆေးနေရင်းနဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာ၄တန်းကျော်လောက်ရှိနိုင်တယ်လို့ခံမှန်းပြောဆိုခဲ့တာကြောင့်လာတို့ကဘလို့ဖြစ်ပြီးဒီဘန်ထဲမှာစိန်တွေရှိနေမှန်းသိနေရတာလေလို့ကာရာလစ်ကိုတန်တရားနဲ့မေးမြန်းနေခဲ့ပါတယ်ကာရာလစ်ကလည်းဒါဟာသူ့ရဲ့အလုပ်ဖြစ်ကြောင်းနဲ့အရင်ကသူ့ကိုတတ်ဖို့ကြိုးစားခဲ့တဲ့အလုပ်ရှင်ဟောင်းစီကနေဂလစားချီတဲ့အနေနဲ့ဒီအချက်လက်တွေကိုရရှိခဲ့တာလို့ပြန်လည်ပြောပြခဲ့ပါတယ်ဒီလိုနဲ့စိန်တွေကိုစစ်ဆေးနေရင်းနဲ့ကာရာလစ်ဟာစိန်တလုံးကိုယူပြီးမှန်ဘလူးနဲ့တိချာကြည့်ရှုစစ်ဆေးခဲ့တဲ့အခါမှာတော့သူ့ရဲ့မျက်နှာဟာချက်ချင်းကိုပြည့်ယွင်းသွားခဲ့ပါတယ်သူဟာစိန်တွေကိုစမ်းသပ်တဲ့ကရိယာနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါဒီစိန်တွေဟာအစစ်မဟုတ်ပဲဖန်တုံးတွေသာဖြစ်နေတာကိုသိလိုက်ရပါတယ်ဒေါသတွေအလိမ့်လိုက်ထွက်လာခဲ့တဲ့လာဒိုဟာကာရာလစ်ရဲ့ပြောဆိုမှုတွေပေါ်မှာမယုံကြည်ခဲ့ပဲကာရာလစ်ကိုရန်ရှာဖို့ပြင်ဆင်ခဲ့ပါတော့တယ်သူတို့ရဲ့ဂျာမာအချင်းချင်းယုံကြည်မှုပြပြသွားခဲ့ပြီးလက်နက်တွေထုတ်ကာချင်းချုပ်တဲ့ဆင့်ထိရောက်ရှိသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲမြို့ရဲ့ခြားတစ်ဖက်မှာတော့ရာဟင်ဟာသူ့ရဲ့မတန်ဆွမ်းတဲ့ဖခင်အိုကြီးကိုဝီချဲနဲ့တိုမီသူတို့ရဲ့အိမ်ကိုပြန်လာနေခဲ့ပါတယ်မြို့တစ်မြို့လုံးကမီးတွေပြတ်နေခဲ့တဲ့အတွက်လေကားတွေကနေဖခင်ဖြစ်သူကိုဝီချဲနဲ့မှပြီးအပေါ်တက်ကိုခက်ခက်ခဲခဲတက်နေခဲ့ရပါတယ်ရာဟင်ရဲ့မျက်နှာမှာတော့စိုးရိမ်ပူပန်မှုတွေပြည့်နေခဲ့ပြီးသူဟာတခုခုကိုဖုံးကွယ်ထားသလိုမျိုးပတ်ဝန်းကျင်ကိုလည်းအကဲခတ်နေခဲ့ပါတယ်အိမ်ကိုရောက်လာတဲ့အခါမှာလည်းသူဟာအေးစစ်စစ်မနေနိုင်ပဲအိမ်ခေါမိုးပေါ်ကိုတက်သွားခဲ့ပြီးတယောက်တည်း secret ကိုတောက်ကမြို့ပြရဲ့မြင်ကွင်းတွေကိုကြည့်နေမိခဲ့ပါတယ်အဲဒီနောက်သူဟာအပင်အိုးတစ်လုံးထဲမှာဝတ်ထားတဲ့စက်ကူအိတ်ကိုယူဆောင်ခဲ့ကအခန်းထဲကိုတိတ်တဆိတ်ပဲပြန်သွားခဲ့ပါတော့တယ်ကာရာလစ်ပတ်မှာတော့အချင်းတွေကပို့ပြီးတော့စူးရွားလာခဲ့ပါတယ်လူတို့ဟာကာရာလစ်ဟာသူ့ကိုလိန်ညာတယ်လို့ယူဆကာနှိပ်စက်မေးမြန်းနေခဲ့ပါတယ်စိန်စစ်တွေဗမာလဲဆိုတာကိုသိချင်နေခဲ့တဲ့လူတို့ဟာကာရာလစ်ကိုလူမဆန်တဲ့နီလန်းတွေနဲ့မေးမြန်းနေခဲ့ပြီးနောက်ဆုံးတော့လူတို့ကသူတို့ရဲ့စခန်းကိုခေါ်ဆောင်သွားဖို့ကာရာလစ်ကိုကားရဲ့နောက်ဖုံးထဲကိုထည့်ကာထွက်သွားခဲ့ပါတော့တယ်တစ်ဖက်မှာတော့ထရန်ဒါဟာအိမ်ပြန်ရောက်လို့ရေချိုးရင်ကိုလက်တန့်စင်ကအခန်းထဲကထွက်လို့လာခဲ့တဲ့အချိန်မှာပဲသူ့ရဲ့ထက်လူကြီးစီကနေဖုန်းဝင်လို့လာခဲ့ပြီးထိတ်လန့်စရာသတင်းတစ်ခုကိုကြားလိုက်ရပါတော့တယ်။အဲဒါကတော့သူတို့ဖြုတ်လိုက်တဲ့ဘုံဟာဒုတိယကမ္ဘာစစ်ကဘုံဟောင်းမဟုတ်ခဲ့ပဲအခုခေတ်ပေါ်ဤပညာတွေနဲ့ပြုလုပ်ထားတဲ့ဘုံထုဖြစ်နေတဲ့ဆိုတာပါပဲ။ဘုံထဲမှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာစစ်တပ်သုံးပစ္စည်းတွေဖြစ်နေခဲ့တာကြောင့်ဒါဟာစင်ကြစီစဉ်ထားတဲ့လှုပ်ချက်မှုတစ်ခုဖြစ်ကြောင်းပြောပြခဲ့ကအစီရင်ခံစာကိုနောက်တနေ့မနက်9 နာရီနောက်ဆုံးထားပြီးတင်ဖို့ကိုလည်းညွှန်ကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထရန်ဒါဟာကိစ္စတစ်ခုကိုလှုပ်ဆောင်နိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ကာရာလစ်နဲ့အတူဗန်ဖောက်ထွင်းမှုမှာပါဝင်ခဲ့တဲ့သူတွေဟာသူတို့ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ကားကိုတောင်တွေကနေလွတ်မြောက်အောင်ကြိုးစားခဲ့ကြပြီးသူတို့ကိုတစ္ဆာဖောက်သွားတဲ့ကာရာလစ်ရဲ့နောက်ကိုလိုက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။တကယ်တော့ငကူကလေးကမှကာရာလစ်ရဲ့အပေါ်မှာသင်္ကာမကင်းဖြစ်နေခဲ့တာကြောင့်ကာရာလစ်ဝတ်ထားတဲ့ဝတ်စားမှာသူတို့ကခြေရာခံဆက်လေးကိုထည့်သွင်းထားခဲ့တာကြောင့်နောက်ရောက်ကန်လိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တစ်ပတ်မှလည်းရာဟင်ကသူ့ရဲ့ခီးဆောင်အိမ်မှာပစ္စည်းချို့ကိုလျှို့ဝှက်ထည့်သွင်းနိုင်မှုပြင်ဆင်နေခဲ့ပါတယ်။ဒီလိုပဲဒရန်နာကလည်းလိုအပ်တဲ့ပစ္စည်းချို့ကိုယူဆောင်ပြီးသူနေထိုင်ရာအိမ်ကနေနေရာတစ်ခုကိုထွက်သွားဖို့လှုံ့ဆော်နေခဲ့ပြီလေဖြစ်ပါတယ်။ရဲဌာနချုပ်မှာတော့ရဲရရှိချုပ်ဆူဇာနာဟာကာရာလစ်ရဲ့အကြောင်းကိုစုံစမ်းသိရှိသွားခဲ့ပြီးတိုက်ခန်းမှန်89ပိုင်ရှင်ရဲ့တူတော်ဆက်တဲ့ကာရာလစ်ဟာမိသားစုလုပ်ငန်းကနေလွန်ခဲ့တဲ့9နှစ်ကထုတ်ပယ်ခံရသူဖြစ်ကြောင်းစိန်မောင်ခိုမှုနဲ့ပြစ်ဒဏ်ကြဘူးသူတယောက်ဖြစ်သလိုအခြားသောပြည်တွင်းပြည်ပခိုးမှုပြစ်ဒဏ်တွေလည်းရှိကြောင်းသိရှိခဲ့ရပါတယ်
လန်ဒန်မြို့ရဲ့လေးစိတ်မှာရာဟင်နဲ့သူ့ရဲ့မိဘနှစ်ပါးဟာနိုင်ငံတွေကနေထွက်ခွာဖို့ရောက်ရှိနေခဲ့ကြပါတယ်။ရာဟင်ကကောင်တာမှာလက်မှတ်စစ်ဆေးခဲ့ပြီးတဲ့နောက်သူတို့ဟာအောင်မြင်စွာနဲ့ပဲလေးစိတ်ထဲကနေထွက်ခွာနိုင်ခဲ့ကြပါတယ်။ကားရဲ့နောက်ဖုံးထဲမှာထည့်သွင်းခံထားတဲ့ကာရာလစ်ဟာလူတို့ရဲ့ပေါ်မှာအကြီးကျယ်ဒေါသထွက်နေခဲ့ပြီးအော်ဟစ်ဆဲဆူနေခဲ့ပါတယ်။ဒီလိုနဲ့လမ်းမထက်မှာကားကိုမောင်းနေခဲ့ရင်လူတို့မောင်းနေလာခဲ့တဲ့ကားကိုကာရာလစ်ရဲ့နောက်ကိုလိုက်လာတဲ့အဖွဲ့ကရှေ့ကနေပိတ်ရက်ပစ်ခဲ့တာကြောင့်သူတို့ရဲ့ခီးစဉ်ဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကိုခေါင်းဆောင်လာခဲ့တဲ့အဖွဲ့ခေါင်းဆောင်ကသူ့ရဲ့လက်ထဲမှာပါလာခဲ့တဲ့ဂွားတစ်ချောင်းနဲ့လူတို့စီးလာတဲ့ကားမှန်ကိုအင်တာယာတိုင်းရိုက်ခွဲပစ်ခဲ့ပါတယ်။ကားထဲမှာရှိနေတဲ့လူရဲ့လက်ထဲကတနက်ကိုလည်းလူယူခဲ့ပြီးလူတို့နဲ့သူ့ရဲ့အဖွဲ့ဝင်တွေကိုပြစ်တက်ခဲ့ပါတယ်။အဲဒီနောက်ကားရဲ့နောက်ဖုံးထဲမှာပိတ်လောင်ခံထားတဲ့ကာရာလစ်ကိုလည်းထုတ်ပေးခဲ့ပြီးတပ်ဖြတ်ဖို့လှုပ်ဆောင်နေတော့မှပဲမလန်မကန်မှာရောက်ရှိလာခဲ့တဲ့ထရန်တာကသူ့ရဲ့စနိုက်ပါတနက်နဲ့ကာရာလစ်ကိုတပ်ဖို့ကြိုးစားနေခဲ့တဲ့ဖွဲ့ခေါင်းဆောင်ကိုပြစ်ခတ်တပ်ဖြတ်ကာရာလစ်ကိုလွတ်မြောက်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။ကာရာလစ်လည်းထရန်တာကိုတစ်ချက်ကြည့်လိုက်ပြီးအနားကကားစီးပေါ်ကိုတက်ကာမောင်းထွက်သွားခဲ့သလိုထရန်တာကလည်းသူ့ရဲ့ကားပေါ်ကိုပြန်တက်ပြီးမောင်းနှင်သွားခဲ့ပါတယ်။ကြံရှိတဲ့လူနှစ်ယောက်ကတော့လူတို့ရဲ့ကားပေါ်ကငွေနဲ့တံပိုးကြီးရနာတွေထည့်ထားတဲ့အိတ်ကိုတွေ့ရှိလိုက်ရတာကြောင့်ဝမ်းသာသွားခဲ့ပြီးကာရာလစ်ရဲ့နောက်ကိုဆက်မလိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တစ်ဖက်မှာတော့ရဲဌာနမှာရဲရရှိချုပ်ဆူဆာနာဟာ CCTV မှတ်တမ်းတွေကိုအသေးချာစစ်ဆေးနေခဲ့ပါတယ်။သူမဟာမြေအောက်ပိုင်လိုင်းပြုပြင်ရေးလုံသားဝတ်စုံနဲ့ဟန်ဆောင်ထားတဲ့ကာရာလစ်ရဲ့ပုံရိပ်ကိုဖမ်းမိသွားခဲ့ပြီးသူဘသူလဲဆိုတာကိုလည်းရိပ်မိသွားခဲ့ပါတယ်။သူမရဲ့မျက်နှာမှာအောင်နိုင်သူတယောက်ရဲ့အမူအရာပေါ်လွင်နေခဲ့ပြီးတရားခံကိုဖမ်းမိဖို့နှိစက်နေခဲ့ပြီလို့လည်းခန်းစားနေခဲ့ရပါတယ်။ရဲရရှိတွေဟာဒီစိတ်တွေနဲ့နိုင်ငံကူးလက်မှတ်စစ်ဆေးတဲ့နေရာတွေကိုသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးတရားခံတွေကိုအသေးအံရှာဖွေနေခဲ့ကြပါတယ်။ကာရာလစ်ကတော့ဟိုတယ်တစ်ခုမှာခိုးအောင်နေခဲ့ပြီးသူ့ရဲ့ဒဏ်ရာတွေကိုစိတ်ထည့်နေခဲ့ပါတယ်။သူဟာရုပ်ဖြတ်ဖို့အတွက်မျက်မှန်နဲ့အုတ်ထုပ်ကိုအသုံးပြုပြီးမာရာကက်ရှ်ကိုသွားမယ်လေယာဉ်လက်မှတ်ကိုမဲဗီဆိုတဲ့နာမည်အတုနဲ့ဝယ်ယူခဲ့ပါတယ်။အဲဒီနောက်လေစိတ်ကိုတွားရောက်ပြီးရဲရီရဲ့စစ်ဆေးမှုတွေကိုပပနဲ့နဲ့ရှောင်းတိတ်ကနိုင်ငံတွေကနေထွက်ခွာသွားနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းရဲရီကထရန်တာရဲ့နေအိမ်ကိုဝင်ရောက်စီးနှင်းကရှာဖွေခဲ့ကြပါတယ်။အဲဒီမှာပဲသူတို့ဟာဘုံတွေရော့ကက်တွေရဲ့ပုံစံထုတ်ဒီဇိုင်းတွေကိုတွေ့ရှိသွားခဲ့ပြီးဒါဟာထရန်တာရဲ့အတိတ်ကအာဖဂန်နစ္စတန်စစ်မြေပြင်မှာအတွေ့အကြုံတွေနဲ့ဆက်ဆက်နေမှန်းသိရှိသွားခဲ့ပါတယ်။သူရဲ့ခန်းထဲမှာအာဖဂန်နစ္စတန်နဲ့ပတ်သက်တဲ့သတင်းစာဖြတ်ပိုင်းတွေကပြည့်နှက်နေခဲ့တာကိုတွေ့လိုက်ရတဲ့အတွက်ရဲရီဟာသူတို့ရင်ဆိုင်နေရတာကတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကိုပို့ပြီးတော့သတိထားမိလာခဲ့ကြပေမဲ့ထရန်တာကတော့နိုင်ငံပြင်ပကိုရောက်ရှိသွားခဲ့ပြီလေဖြစ်ပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူမြို့ရဲ့လှပတဲ့ပင်လယ်ရှုခင်းတွေနဲ့အတူသူတို့သင်္ဘောတစ်စီးပေါ်မှာထရန်တာကလိုက်ပါစီးနှင်းလို့လာခဲ့ပြီးတဲ့နောက်စိတ်ကမ်းတစ်ခုမှဆင်းပြီးကျိုးဘိုးကြီးတစ်လုံးနဲ့အစ္စတန်ဘူရဲ့လူစီကားလာတဲ့ဈေးတန်းကြီးထဲမှာရှောင်လန်းနေခဲ့ပါတယ်။သူဟာလက်ဖေးဆိုင်တစ်ခုတည်းကိုဝင်ရောက်သွားခဲ့ပြီးအဲ့ဒီမှာရာဟင်နဲ့ကာရာလစ်တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။တကယ်တော့သူတို့၃ယောက်ဟာတစ်ဖွဲ့တည်းလည်းဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာဘုံတူကိစ္စကိုလှုပ်ဆောင်ခဲ့တဲ့သူကတော့ထရန်တာဖြစ်ပြီးဘန်ကိုဖောက်ထွင်းပြီးရရှိလာခဲ့တဲ့စရိုင်းလုံးတွေထည့်ထားတဲ့ထုတ်ကိုရာဟင်နေထိုင်တဲ့တိုက်ရဲ့ခေါင်းမိုးထက်ကနေဒရုန်းနဲ့မပို့ခင်အတုနဲ့စစ်ကိုကာရာလစ်ကလဲလှယ်ခဲ့ပြီးအစစ်ကိုပန်းဟိုးထဲမှာထည့်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါကိုရာဟင်ကတိတ်တဆိတ်ယူဆောင်ကသူ့ရဲ့ခီးဆောင်အိတ်ထဲမှာပြီးတည်သက်စွာထည့်သွင်းပြီးလေစိတ်ရဲ့စစ်ဆေးမှုတွေကိုကြော်ဖြတ်ကာတည်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ထရန်တာတို့ဖွဲ့ဟာနေရာတစ်ခုမှာစိန်ကုံတွေနဲ့တွေ့ဆုံခဲ့ကြပါတယ်။အဲ့ဒီစိန်ကုံတွေဟာသူတို့ယူလာခဲ့တဲ့စိန်တွေကိုအသေးချာစစ်ဆေးနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့စိန်ကုံတွေကြီးကစိန်တွေဟာစစ်မှန်တဲ့အကြောင်းနဲ့သူတို့ပေးနိုင်တဲ့အကောင်းဆုံးဈေးနှုန်းကိုပြောဆိုလိုက်တဲ့အခါမှာတော့ထရန်တာတို့ဖွဲ့ကလည်းအစူပါဈေးနှုန်းကိုလက်ခံခဲ့ပါတယ်။ဝေပေးချေမှုပိုင်းကိုတော့ laptop တစ်လုံးနဲ့ digital နည်းလမ်းနဲ့ပဲလုပ်ဆောင်နေခဲ့ပါတယ်။ကွန်ပျူတာ screen ပေါ်မှာဒေါ်လာတန်း30ဆိုတဲ့ကဏ္ဍတွေကတဖြည်းဖြည်းမြင့်တက်လာခဲ့တာကိုကြည့်ရင်သူတို့တွေအားလုံးဟာပျော်ရွှင်နေခဲ့ကြပါတယ်။ဝေလွဲမှုအောင်မြင်သွားခဲ့တဲ့အချိန်မှာတော့သူတို့ဟာတယောက်ကိုတယောက်ဖက်လဲတကင်းနဲ့နှုတ်ဆက်လိုက်ရင်သူတို့ရဲ့အောင်မြင်မှုကိုအောင်ပွဲခံနေခဲ့ပါတယ်။သူတို့ဟာအစ္စတန်ဘူရဲ့ဈေးတန်းထဲမှာလူကုန်ကြားထဲမှာရောနှောပြီးအေးစစ်စစ်ရှောင်းလန်းသွားခဲ့ကြရင်းနဲ့ပဲလမ်းခွဲခဲ့ကြပါတယ်။ထရန်တာရာဟင်နဲ့ကာရာလစ်တို့၃ယောက်ရဲ့ပတ်သက်မှုကလွန်ခဲ့တဲ့10နှစ်ခန့်ကအတိတ်ကာလတစ်ခုစီကစတင်ခဲ့တာလည်းဖြစ်ပါတယ်။လက်နက်ကင်ထားတဲ့လူတစုဟာကာရာလစ်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်လာခဲ့ချိန်မှာကာရာလစ်ဟာအသက်ဘေးကနေလွတ်မြောက်ဖို့အတွက်သူ့မှာပတ်စံတွေအများကြီးရှိကြောင်းအဲ့ဒီပတ်စံတွေကိုပြီးမဲ့ဆိုတဲ့အကြောင်းပြောဆိုပြီးဆွဲဆောင်နေခဲ့ပေမဲ့
သူ့ကိုဖမ်းဆီးလာတဲ့လူတွေကတော့ဂယုမဆိုင်ပဲကားရဲ့နောက်ခန်းထဲကိုတွန်းတင်ခဲ့ပါတယ်အာဖဂန်နစ္စတန်ရဲ့ကြီးရွာလေးတူမှာဝေးထရန်ဒါဟာဗြိတိရှစစ်တပ်ရဲ့ဘုံရှင်းလင်းရေးရရှိသူအဖြစ်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်သူနဲ့အတူဒေသခံစကားပြန်ဖြစ်သူရာဟင်ကလည်းလိုက်ပါလာခဲ့ပြီးရွာကလူကြီးပိုင်းတွေနဲ့တွေ့ဆုံကနေမြေအတွင်းကမြေမြုပ်ဘုံတွေကိုရှင်းလင်းပေးဖို့ဆွေးနွေးခဲ့ကြပါတယ်ထရန်ဒါဟာရွာသားတွေရဲ့လုံခြုံရေးအတွက်သူ့ဘက်ကတတ်နိုင်သမျှအစွမ်းကုန်ကူညီပေးမယ်လို့ကတိပေးပြောဆိုခဲ့ပြီးရွာသားတွေကလည်းသူတို့ရဲ့ကျေးဇူးတင်စကားတွေကိုပြန်လည်ပြောကြားနေခဲ့ကြပါတယ်။အဲဒီနောက်ထရန်ဒါနဲ့ရိုင်တို့ဟာဒေကန်နာယာထဲမှာကင်းလဲရင်ရှစ်ဆက်ရှောက်လန်းလာခဲ့ကြပါတယ်။လန်တလျှောက်မှာဒေသခံစကားတွေကိုတင်ယူရင်းတွာလာနေခဲ့စင်မှာပဲထရန်ဒါဟာအဝေးကနေမောင်းနှင်လာတဲ့ကားစီးကိုသူ့ရဲ့ရိုင်ဖယ်မှန်ပြောင်းကနေဆင်လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့အကြမ်းဖက်သမားတွေဖြစ်နေခဲ့တာကိုလည်းသတိထားမိသွားခဲ့ပါတယ်။ချက်ချင်းပဲထရန်ဒါကရာဟင်ကိုအကာအကွယ်ယူဖို့အမိန့်ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့မတော်တဆမြေမြုပ်ဘုံကိုနင်းမိသွားခဲ့တဲ့အတွက်မလုံမရှက်ဖြစ်နေခဲ့ရပါတယ်။ထရန်ဒါဟာအခြေအနေကိုသတိထားမိသွားခဲ့ပြီးရာဟင်ကိုလည်းလုံးဝမလှုပ်ဖို့သတိပေးကမြေပြင်ကိုအသားအရတူးဆွကြည့်လိုက်တဲ့အခါမှာတော့စိတ်မကောင်းစရာအခြေအနေတစ်ခုကိုတွေးလိုက်ရပါတော့တယ်။အဲဒါကတော့သူနင်းမိထားတဲ့ဘုံဟာရိုးရိုးဘုံမဟုတ်ပဲဝါယာကြိုးတွေအများကြီးနဲ့ဆက်သွယ်ထားတဲ့အစိမ့်မြင့်ဖောက်ခွဲရေးပစ္စည်းဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ပိုဆိုးတာကသူတို့ရဲ့ပတ်လည်မှာလည်းဒီလိုဘုံတွေအများကြီးရှိနေတိုင်းတာကြောင့်အလွန်မင်းသတိထားနေရတဲ့အခြေအနေဆိုက်ရောက်နေခဲ့ပါတယ်။ဒီအချိန်မှာပဲအကြမ်းဖက်သမားတွေမောင်းနှင်လာတဲ့ကားနှစ်စီးဟာသူတို့ရှိရာဘက်ကိုဥတီလာခဲ့ပါတယ်။ရန်သူကားတွေနီးကပ်လာတဲ့အချိန်မှာထရန်ဒါကတိကျတဲ့ပြစ်ခတ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ရမှာတော့ကားစီးဟာလမ်းဘေးကိုထိုးချပြီးတိတ်မှောက်သွားခဲ့ပါတယ်။ကားမောက်သွားတဲ့နေရာကနေဂါရာလစ်ဟာလက်ပြန်ကျိုးတုပ်လျက်သားနဲ့လိမ့်ဆင်းလာခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။အကြမ်းဖက်သမားတွေကထရန်ဒါတို့ရှိရာဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့အဆက်မပြတ်ပြန်လည်ပစ်ခတ်နေခဲ့တာကြောင့်အခြေအနေတွေကအတော်လေးကိုဆိုးရွားနေခဲ့ပါတယ်။ထရန်ဒါကကြောက်တုံးတွေရဲ့နောက်ကနေပြန်လည်ခုခံရင်းအဖမ်းခံရတဲ့ဂါရာလစ်ကိုကူညီပေးနိုင်ဖို့လဲစူးစမ်းနေခဲ့ပါတယ်။တိုက်ပွဲပြင်းထန်နေခဲ့ချိန်မှာထရန်ဒါဟာဂါရာလစ်ကိုသူ့နားကိုရောက်အောင်ခေါ်လိုက်ပြီးဂါရာလစ်ရဲ့လက်ကကျိုးတွေကိုလည်းဖြတ်တောက်ပေးခဲ့ပါတယ်။ထရန်ဒါဟာမြေမြုပ်ပုံနင်းနာတဲ့ဒုက္ခကနေလွတ်မြောက်နိုင်ဖို့အတွက်ဂါရာလစ်ကိုအကူအညီတောင်းခဲ့ပါတယ်။အခြေအနေကတော့ထရန်ဒါကမြေမြုပ်ပုံကိုမပေါက်ကွဲအောင်ဖိနှင်းထားပြီးဂါရာလစ်ကတော့ဘေးကနေဘုံရဲ့ဝါယာချိုးတွေကိုဖြတ်တောက်ပေးရမယ့်အနေအထားဖြစ်နေခဲ့ပါတယ်။ဂါရာလစ်ဟာကြောက်လန့်နေခဲ့ပေမဲ့လည်းတခြားရွေးချယ်စရာမရှိတာကြောင့်ထရန်ဒါခိုင်းတဲ့အတိုင်းဘုံရဲ့ဝါယာချိုးတွေကိုတဆင်ချင်းစီရှာဖွေပြီးဖြတ်တောက်ဖို့ကြိုးစားခဲ့ပါတယ်။ရန်သူတွေရဲ့ကြီးစံတွေကလည်းသူတို့ရဲ့ခေါင်းပေါ်ကနေတဝီဝီနဲ့ဖြတ်ပြက်နေခဲ့ပေမဲ့ဂါရာလစ်ကတော့အာယုံဆိုင်ပြီးဘုံကိုအသက်မဲ့အောင်ပြုတ်လုံနေခဲ့ပါတယ်။အဲ့ဒီကြားထဲမှာထရန်ဒါကလည်းရာဟင်ကိုရန်သူတွေကိုပြန်လည်ပစ်ခတ်နိုင်မှုအမိန့်ပေးနေခဲ့ပါတယ်။ဂါရာလစ်ဟာဘုံအိမ်ထဲမှာလက်ပစ်ပုံတစ်လုံးနဲ့ချိတ်ဆက်ထားတာကိုတွေ့ရှိလိုက်ရတဲ့အတွက်အတော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်။ထရန်ဒါကတော့ဂါရာလစ်ကိုစည်ရေးထားဖို့နဲ့သူတို့နှစ်ယောက်ဒီကိစ္စကိုအတူတူဖျက်ချော်နိုင်မှာဖြစ်ကြောင်းအာပိစ်ကပြောဆိုနေခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ခြားမှာအစာပိုင်းကမယုံကြည်မှုတွေရှိနေခဲ့ပေမဲ့ဒီတရေရှင်ရေးခြေနေမှာတော့တယောက်ကိုတယောက်အသက်နဲ့ရင်းပြီးကူညီနေခဲ့ကြပါတယ်။အခြေအနေတွေကပိုပြီးတော့တင်းမာလာခဲ့ကရန်သူတွေကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပါတယ်။ရာဟင်ကလည်းရနိုင်သမျှချီစံတွေနဲ့အနီးကပ်ခုခံနေခဲ့ပါတယ်။ဂါရာလစ်ဟာနောက်ဆုံးမှာတော့ဘုံရဲ့ဝါယာချိုးတွေကိုအောင်အောင်မြင်မြင်ဖြတ်တောက်ပစ်နိုင်ခဲ့ပြီးထရန်ဒါကလည်းမြေမြုပ်ဘုံပေါ်ကနေခြေထောက်ကိုဘေးကင်းကင်းနဲ့ဖယ်ရှားနိုင်ခဲ့ပါတယ်။သူတို့အားလုံးအောင်ပွဲခံဖို့ပြင်ဆင်နေခဲ့တဲ့အချိန်မှာပဲမမျှော်လင့်ပဲဘုံကပောက်ကွဲဖို့အချက်ပြသန်းထွက်ပေါ်လာခဲ့ပါတယ်။ထရန်ဒါဟာရာဟင်နဲ့ဂါရာလစ်ကိုချက်ချင်းပဲအကာအကွယ်ယူဖို့အော်ပြောလိုက်ပြီးအားလုံးဟာအဝေးကိုပြေးထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြင်းထန်လာတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးဖုံဖုံတွေနဲ့မိခိုးတွေကြားထဲမှာသူတို့အားလုံးလွတ်ထွက်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူတို့တွေအားလုံးအသက်ဘေးကနေလွတ်မြောက်ခဲ့ရပြီးအဲ့ချိန်ကလေးကသူတို့၃ယောက်ဟာရဲဘော်ရဲဘက်တွေလိုခင်မင်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။ဇလန်ရဲ့ဆုံးသက်မှာတော့ဂါရာလစ်ဟာအာဖရိကအလဲပိုင်းမှာတဘာဝဗေမဲ့တော်တစ်ခုကိုဝယ်ယူပြီးသူ့ရဲ့ငယ်ဘဝအိမ်မက်ကိုအကောင့်ထဲဖော်နိုင်ခဲ့ပေမဲ့နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အလို့ရှိဆုံးစည်းရင်းထဲမှာပါဝင်နေခဲ့ပါတယ်။ရာဟင်ကတော့မိသားစုတွေနဲ့အတူကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ရပါတယ်။ထရန်ဒါကတော့သူရရှိခဲ့တဲ့ငွေကြေးမြောက်များကိုကမ္ဘာတစ်ဝန်းကမြေမြုပ်ဘုံတွေရှင်းလင်းပေးတဲ့ပရာဟိတဖွဲ့စည်းတစ်ခုကိုလှူဒန်းခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုလှုပ်ဆောင်သွားခဲ့ရင်ဇလန်လေးကပြီးဆုံးသွားခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Vigabox ID Channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။